စကားပြောမှန်တဲ့ AI ဗီဒီယိုထုတ်နည်းကိုကိုပီတာကသူ့ channel မှာတင်ပေးလိုက်ပြီးလာကြည့်ကြပြုတ်ကဲတောင်းဆိုတာတွေများတော့လဲလုံနီးတင်ပေးရတော့မှာပေါ့အစအဆုံးကိုသေချာကြည့်သွားကြပါအရင်ဆုံးလုပ်ရမှာကဗီဒီယိုအတွက်ဓာတ်ပုံ Pro နဲ့ဗီဒီယို Pro နှစ်ခုထုတ်ရပါမယ်ဒါကတော့ကျွန်တော်လုပ်ပြမယ့်ဗီဒီယိုအတွက်မြန်မာလို Pro ရေးထားတာပါအပေါ်ကဓာတ်ပုံအတွက် Pro အောက်ကဗီဒီယိုအတွက် Pro ဒီ Pro ကိုကျွန်တော် Telegram Channel မှာတင်ပေးထားပါတယ်အရင်ဆုံး DeepSeek ကိုသုံးပြီးဓာတ်ပုံ Pro ကိုအင်္ဂလိပ်လိုပြောင်းပါမယ်ဒါဆိုကျွန်တော်တို့လိုအပ်တဲ့ဓာတ်ပုံ Pro ကိုအင်္ဂလိပ်လိုရပါပြီဗီဒီယို Pro ကိုလည်းအင်္ဂလိပ်လိုပြောင်းပါမယ်ဒါကတော့ဗီဒီယို Pro မှာ Pro နဲ့ရပြီဆိုရင် Google Flow ကိုသွားပါမယ် Google Chrome မှာ Flow လို့ရိုက်ရှာပြီးဒီမှာပေါ်လာတဲ့ Flow ကိုနှိပ်လိုက်ပါပြီးရင်အကောင့်ဝင်ပေးပါ New Project ကိုနှိပ်ပါဓာတ်ပုံအရင်ထုတ်ရမှာဖြစ်တဲ့အတွက်ဓာတ်ပုံ Pro ကို copy သွားယူပြီးဒီမှာထည့်ပါမယ်ပြီးရင်ဓာတ်ပုံထုတ်ဖို့ setting ချိန်ပါမယ်ပြီးတာနဲ့ဒီမှာမြင်ရတဲ့မြားလေးကိုနှိပ်ပြီးဓာတ်ပုံထုတ်လိုက်ပါကိုကြိုက်တဲ့ပုံရပြီဆိုရင်ဒီနားလေးကအဆက်30ကိုနှိပ်ပြီး Add to Prompt ကိုရွေးလိုက်ပါဒါဆိုအောက်က Prompt box ထဲမှာကိုရွေးထားလိုက်တဲ့ပုံရောက်သွားပါလိမ့်မယ်အခုဆက်လုပ်ရမှာကဒီပုံကိုဗီဒီယိုပြောင်းဖို့ပါပဲအဲ့တော့ DeepSeek မှာထုတ်ထားတဲ့ဗီဒီယို Prompt ကို copy ယူပြီးဒီမှာထည့်ပါပြီးရင် setting ချိန်ပါမယ်ဒီမှာဗီဒီယိုကိုရွေးပြီး ingredients ဆိုတာကိုရွေးပေးပါအောက်မှာတော့ကိုလိုချင်တဲ့ဗီဒီယို size နဲ့ဗီဒီယိုအရေအတွက်ကိုရွေးလိုက်ပါအားလုံးပြီးတာနဲ့ဘေးကမြားလေးကိုနှိပ်ပြီးဗီဒီယိုထုတ်လိုက်ပါကဲဒါဆိုမြန်မာစကားပြောမှန်တဲ့ဗီဒီယိုရပါပြီဗျာစကားပြောမှန်တဲ့ AI ဗီဒီယိုထုတ်နည်းကိုကိုပီတာကသူ့ channel မှာတင်ပေးလိုက်ပြီးလာကြည့်ကြပြုတ်အဆင်ပြေတယ်ဆို channel ကို follow ထားကြပါအောင် AI နဲ့ပတ်သက်တဲ့ဗီဒီယိုတွေနောက်ထပ်တင်ပေးသွားပါမယ်ဗျာ Google Flow မှာဗီဒီယိုတစ်ပုဒ်ကို credit 20ကုန်ပါတယ်အကောင့်သစ်ဆိုရင် welcome bonus credit 100ရတယ်ပြီးတော့နေ့စဉ် daily credit 50ရတယ် Google အကောင့်များများရှိရင်တော့ဗီဒီယိုများများထုတ်လို့ရတယ် Google AI Pro ဝယ်သုံးရင်တော့တစ်လကို credit 1000ရပါတယ်